ပရိသတ်ကြီးကိုဒီနေ့တင်ဆက်ပြီးသွားချင်တာကတော့တရုတ်နိုင်ငံရဲ့နောက်ဆုံးပေါ်စက်ရုပ်နည်းပညာတွေအကြောင်းပါပဲ။တရုတ်နိုင်ငံမှာ AI နည်းပညာဟာအစားအသောက်လုပ်ငန်းတွေမှာပါတိုးချဲ့ဝင်ရောက်လာပါပြီ။ကမ္ဘာမှာအရာကြီးနိုင်ငံဖြစ်ရဖို့အရေးအားတက်တရားလုံးပန်းနေတဲ့တရုတ်မှာနည်းပညာရေးစီးကြောင်းကအဆင့်သွင်းပြောင်းလဲလျက်ရှိပါတယ်။စနစ်တွေပညာရေးစနစ်တွေမှာတော့အတူယူစရာကောင်းလောက်အောင်မြင်နေရုံတင်မဟုတ်တော့ပါဘူး။အသစ်ဖန်တီးလိုက်တဲ့နည်းပညာတွေနဲ့စက်ရုပ်တွေကြောင့်တရုတ်ရဲ့လူနေမှုအဆင့်တန်းဟာပုံမြင်မာလာပြီးလူသားတွေအတွက်သက်သာရာရလာတဲ့နီလန်းသစ်တွေရှာဖွေတွေ့ရှိလာနိုင်နေပြီဖြစ်ကြောင်းကိုစက်ရုပ်တွေအကြောင်းသေချာတင်ပြပြီးမှပဲဖြစ်ပါတယ်။နံပါတ်1တရုတ်ကုမ္ပဏီ Airport မှာထုတ်လုပ်လိုက်တဲ့လူသားပုံစံစက်ရုပ်အင်တာနက်ခေတ်နဲ့အတူပေါ်ထွန်းလာတဲ့စွမ်းအားမြင့်ဉာဏ်ရည်တူ AI နဲ့လေ့ကျင့်မှုတို့ကိုအသုံးပြုပြီးအစင်းမြင့်ချက်ပြုတ်မှုတွေနဲ့ပတ်သက်တဲ့ဘယ်ရင်လောက်ကိုမဆိုချက်ပြုတ်နိုင်တဲ့စက်ရုပ်တစ်မျိုးဖြစ်ပါတယ်။ဒီစက်ရုပ်ဟာရှုပ်ထွေးတဲ့စားစရာကစလို့အခြေခံစမ်းတို့အထိမိနစ်ပိုင်းအတွင်းပြင်ဆင်ချက်ပြုတ်နိုင်ပြီးတခြားအိမ်မှုကိစ္စတွေဖြစ်တဲ့အိမ်တန့်ရှင်းရေးအဝိလျှော်ခြင်းအမိုက်လေသိမ်းဆည်းခြင်းအိမ်လဆင်ခြင်းစတာတွေကိုပါကူညီလှုပ်ဆောင်ပေးနိုင်ပါတယ်။ Airport ကထုတ်လုပ်တဲ့စက်ရုပ်တွေဟာလူတွေကိုကူညီဖို့အတွက်ဒီဇိုင်းထုတ်ထားတဲ့ပတ်ဝန်းကျင်အကျိုးပြုနိုင်မဲ့လူသားပုံစံဒီဇိုင်းနဲ့တိစောက်ထားတာလည်းဖြစ်ပါတယ်။ဒီစက်ရုပ်တွေဟာနေ့စဉ်လုပ်ငန်းတွေကိုအလိုအလောက်လှုပ်ဆောင်နိုင်ပြီးတရုတ်နည်းပညာစွမ်းရည်ကိုစားပြုဖော်ပြနေနိုင်တာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံရဲ့ကြီးမားတဲ့ခြေလှမ်းတစ်ရပ်လည်းဖြစ်ပြီးဒီစက်ရုပ်တွေရဲ့တည်ယူနိုင်မှုနဲ့လိုက်လုံးညီထွေမှုဖြစ်မှုတို့ကြောင့်ဘဝရဲ့အမျိုးမျိုးသောနယ်ပယ်တွေမှာအထောက်အကူပြုနိုင်လျက်ရှိလာမှာဖြစ်ပါတယ်။အမေရိကန်မှာ Grumman တို့လိုစစ်လက်နက်ကုမ္ပဏီတွေရှိတယ်လို့တရုတ်မှာလည်းစက်ရုပ်နဲ့ပတ်သက်ပြီးအောင်မြင်မှုတွေတဖြည်းဖြည်းရရှိနေတဲ့ကုမ္ပဏီတွေရှိပါတယ်။သူတို့ရဲ့မျှော်လင့်ချက်ကတရုတ်နိုင်ငံရဲ့လူနေမှုအဆင့်အတန်းနဲ့ပညာရေးအဆင့်အတန်းတို့အပြင်ကမ္ဘာစည်းကွက်နဲ့စက်ရုပ်နယ်ပယ်တို့မှာတရုတ်ဟာဘာဝင်တန်းဝင်ဖြစ်နေဖို့ကအဓိကပါပဲ။နံပါတ်2 Robot Era ကုမ္ပဏီကထုတ်တဲ့ Start One စက်ရုပ်Robot Era ကုမ္ပဏီကတော့အိမ်မှာဖြစ်စေစတောက်ဆိုင်မှာဖြစ်စေအစားအစာပြင်ဆင်ဖို့အလိုလျောက်ချက်ပြုတ်ပြင်ဆင်ပေးနိုင်တဲ့ Start One လို့နာမည်ပေးထားတဲ့စက်ရုပ်ကိုတီထွင်ခဲ့ပါတယ်။လူလက်တွေရဲ့လှုပ်ရှားမှုကိုအတူယူပြန်အသုံးပြုနိုင်တဲ့ဒီဂရီ9ခုပါတဲ့စက်ရုပ်လက်မောင်းပဲဖြစ်ပါတယ်။လူတယောက်ရဲ့လုံနိုင်စွမ်းထက်ပိုတဲ့စက်ရုပ်နည်းပညာနဲ့လက်မောင်းတွေကိုဖန်တီးအသုံးပြုထားပါတယ်။ဒီစက်ရုပ်ကိုဒါကြောင့်ဆွဲဆောင်အသုံးပြုနိုင်ပါတယ်။ကြော်ခြင်းပြုတ်ခြင်းဖုတ်ခြင်းချက်ခြင်းစတဲ့ဟင်းလျာမျိုးစုံကိုပြင်ဆင်နိုင်ပါသေးတယ်။တကယ်ဆိုဒီလိုချက်ပြုတ်ခြင်းအဆင့်တွေဟာလူတစ်ယောက်အတွက်တောင်အလုံးရှုပ်ပြီးရှုပ်ထွေးတဲ့နည်းစနစ်တွေလိုအပ်ပါတယ်။ဒါပေမဲ့စက်ရုပ်တွေအတွက်ကတော့ပင်ပန်းတာရှုပ်ထွေးတာတွေကိုနားမလည်သူတွေဖြစ်ကြတဲ့အတွက်ကြောင့်အလုပ်ကိုပို့ပြီးတော့တွင်ကျယ်စီမှာဖြစ်ပြီးအချိန်ကုန်လဲသက်သာစေပါတယ်။အာရှဟင်းလာတွေကိုလည်းအရသာမှန်အောင်တိကျစွာပြင်ဆင်နိုင်တဲ့အတွက်အပြင်အစားအစာစားသုံးသူတွေအတွက်လည်းအစားအစာကိုစနစ်တကျတည်ခင်းနိုင်ပါသေးတယ်။နံပါတ်3 Alpha Robotic က Mercury X1 စက်ရုပ်အရအမြင့်1.2 မီတာရှိပြီးဒီဂရီ19ခုနဲ့လှုပ်ရှားနိုင်တဲ့စက်ရုပ်တစ်မျိုးပဲဖြစ်ပါတယ်။ Mercury X1 ဟာထမင်းဟင်းချက်ပြုတ်ခြင်းသာမကပဲချက်ပြုတ်ရာမှာလိုအပ်တဲ့ပါဝင်ပစ္စည်းတွေကိုလီဖြတ်တောင်ရောစက်တောင်စတဲ့ရှုပ်ထွေးပြီးအသေးစိတ်ဆန်တယ်လို့ညံစွမ်းနဲ့အလေးကျစ်လိုအပ်တဲ့လုပ်ငန်းတွေကိုပါအခက်အခဲမရှိလှုပ်ဆောင်နိုင်ပါတယ်။သူဟာ1ကီလိုဂရမ်အလေးချိန်အထိကင်ထားနိုင်ပါတယ်။ဒါကြောင့်တစ်ချိန်တည်းမှာလုံးစရာရှိတာတွေကိုတပြိုင်နက်တည်းတန်းစီပြီးလှုပ်သွားနိုင်ပါတယ်။တစ်စက္ကန့်လ1.2 မီတာအမြန်နှုန်းနဲ့လှုပ်ရှားနိုင်ကရှင်းနိုင်ကြတဲ့အထိအလိုလျောက်အလုပ်တွေလုပ်နိုင်နေပါတယ်။ဒါအပြင်ကိုလမ touch screen နဲ့ AI နည်းပညာတို့လည်းပါဝင်ပြီးဟင်းနီးမျိုးစုံကိုလိုက်လုံးညီထွေဖြစ်အောင်ပြင်ဆင်ချက်ပြုတ်ပေးနိုင်ပါတယ်။နံပါတ်4 MO1 စက်ရုပ်လူတိုင်းပင်ပန်းစွာလုံနေရတဲ့အိမ်မှုကိစ္စတွေဖြစ်တဲ့တန်ရှင်းရေးချက်ပြုတ်ခြင်းအဝေးလျှော်ခြင်းအိမ်ဝေးသတိဆန်တွေကိုစောင့်ရှောက်ခြင်းစတဲ့လုပ်ငန်းတို့ကိုလွယ်ကူလျင်မြန်စွာလုပ်ဆောင်နိုင်ပါတယ်။ AI ကြောင့်အရာဝတ္ထုတော်တော်များကိုမမိနိုင်တဲ့ဉာဏ်ရည်စနစ်ပါရှိပြီးအလိုအလျောက်ချက်ပြုတ်နိုင်ပါတယ်။ဒါအပြင်အဝေးထုကိုလည်းမပြည့်စည်စေပဲရှော့ဖို့ပေးနိုင်ပါသေးတယ်။အချက်ပြုတ်အပြင်အဝေးပါရှော့ပေးနိုင်တော့အိမ်မှုကိစ္စတွေမှာအတော်လေးဝင်ပေါ့သွားစီမှာပါ။အဝိရှော်ဇက်တွေနေရာမှာတော့အစားထိုးနေရာယူလာနိုင်တဲ့စက်ရုပ်တွေဖြစ်လာမှာပါ။နံပါတ်5အမေရိကန်ကုမ္ပဏီ Blended ရဲ့ Smoothie စက်ရုပ်လူတွေလို Smoothie ဖြော်ရည်တွေကိုတော့ဖြော်ဆက်ပြုလုပ်နိုင်တဲ့စက်ရုပ်တစ်မျိုးဖြစ်ပါတယ်။ AI နည်းပညာသုံးစက်ရုပ်ဖြစ်တာကြောင့်ဒီတာချက်လက်စီစစ်မှုနည်းပညာတို့ကိုဒီကျစွာအသုံးပြုထားပြီးစတိုးဆိုင်တို့ဈေးဝယ်စင်တာတို့မှာအလွယ်တကူထားရှိအသုံးပြုနိုင်ပါတယ်။
အသုံးပြုသူရဲ့အကြိုက်ကိုလိုက်ပြီးဖြော်ရည်ကိုစိတ်ကြိုက်ပြင်ဆင်နိုင်ပြီး3မိနစ်အတွင်းအဆင်သင့်ဖြစ်စေပါတယ်။ဖြော်ရည်မျိုးစားတော်တော်များများကိုတော့မဖြော်ဆက်နိုင်သေးပေမဲ့နောက်ပိုင်းနည်းပညာအသစ်တွေနဲ့ထပ်ပေါင်းဆက်လိုက်ရင်ဒီထက်ပိုပြီးရှုပ်ထွေးတဲ့ဖြော်ရည်တွေအပြင်ကော်ဖီတွေပါဖန်တီးနိုင်တဲ့စက်ရုပ်တွေဈေးကွက်မှာနေရာဝင်ယူလာနိုင်ပါတယ်။နံပါတ်6 Astrobot S1 စက်ရုပ်ဝေဖာလက်ဖေးရည်တို့ကိုဖန်တီးပြုလုပ်နိုင်တဲ့စက်ရုပ်ဖြစ်ပါတယ်။တစ်စက္ကန့်လျင်10မီတာအမြန်နှုန်းနဲ့လှုပ်ရှားနိုင်ပြီး10ကီလိုဂရမ်အထိကိုင်တွဲလှုပ်ရှားနိုင်ပါတယ်။ဒါကြောင့်လေးချိန်တန်းကိုအတော်လေးခံနိုင်တဲ့ဆိုရမှာပါ။လက်ဖေးပမာရောကိုတော့စိတ်ကြိုက်ချိန်ညှိဖြော်ဆက်ခိုင်းလို့ရပါတယ်။အိမ်ဝေးသရိတ်ဆန်တွေကိုအစာကျွေးမွေးခြင်း၊ကျန်းတိုက်ခြင်း၊ကွန်ဖူးကစားခြင်းစားတဲ့အလုပ်တွေကိုပါလှုပ်ဆောင်နိုင်ပါတယ်။အိမ်ဝေးသရိတ်ဆန်တွေကိုအစာကျွေးရတာကပင်ပန်းတဲ့အလုပ်မဟုတ်ပေမဲ့အိမ်ရှင်သခင်တွေအပြင်သွားတဲ့အခါအိမ်မောင်မရှိနိုင်မဲ့အခြေအနေမျိုးကြုံလာတဲ့အခါပြဿနာတစ်ခုလိုဖြစ်နိုင်ပါတယ်။ဒါကြောင့်လေတရုတ်စက်ရုပ်ဖန်တီးသူကုမ္ပဏီတွေကဒီလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မဲ့စက်ရုပ်ကိုဖန်တီးလိုက်တာပါ။ဒီစက်ရုပ်ဟာသခင်တွေမရှိလဲအိမ်မွေးသရိတ်ဆန်လေးတွေအစာရေစာမပြတ်လက်အောင်စောင့်ရှောက်ပေးနိုင်မှာသိကြပါတယ်။သူ့မှာပါတဲ့အမြန်နှုန်းကြောင့်ကြမ်းတိုက်တဲ့အချိန်တွေမှာလဲလူတွေလှုပ်တာထက်ပိုမြန်မှာပါ။လူတွေတန်ရှင်းပေးတာထက်တောင်ပိုတန်ရှင်းခြင်းတဲ့သူတွေအတွက်တော့ဒီစက်ရုပ်ကအဖော်ကောင်းဖြစ်လာနိုင်မှာပါ။ဒါအပြင်ကွန်ဖူးကစားကွက်တွေပါပြသနိုင်တဲ့စက်ရုပ်ဖြစ်လို့ရှေ့ကစက်ရုပ်တွေနဲ့အတော်လေးကွာခြားတဲ့စွမ်းရည်ကိုပိုင်ဆိုင်ထားတယ်လို့ပြောရင်မမှားပါဘူး။ပိုင်ရှင်နဲ့အဖော်ပြပေးနိုင်ပြီးအိမ်မိုးကိစ္စတွေပါလုပ်ပေးနိုင်တဲ့စက်ရုပ်တွေဟာစကားထဲမှာပဲရှိခဲ့ရာကနေအခုလိုမျိုးအမှန်တကယ်ဘဝမှာပါဖြစ်ပေါ်လာတာဟာခေတ်တွေပြောင်းလဲတိုးတက်လာတာကိုပြတာပါပဲ။နံပါတ်9 QR Robotic ရဲ့စက်ရုပ်လက်မောင်းဟင်းချက်ချင်းကစလို့အမျိုးမျိုးသောလုပ်ငန်းတို့ကိုလှုံ့ဆော်အစွမ်းပြနိုင်တဲ့စက်ရုပ်လက်မောင်းဖြစ်ပါတယ်။ AI နောက်ဆုံးပေါ်နည်းပညာနဲ့ကွန်ပျူတာအမြင်စနစ်တို့ပါဝင်ပြီးအရာဝတ္ထုတို့ရဲ့ပုံစံနဲ့အလေးချိန်ကိုခွဲခြားသိမြင်မှတ်သားနိုင်ပါတယ်။ဒါကြောင့်လူတွေရဲ့စားလက်လွဲပြီးအိမ်ဝေယဝိဆအဝဝကိုလက်လွဲယုံကြည်စွာစီခိုင်းနိုင်မှာပဲဖြစ်ပါတယ်။အခုခေတ်ဟာ IT ခေတ်တောင်ကျော်လွန်လို့ AI ခေတ်ကိုပါရောက်ရှိလာပြီးပဲဖြစ်ပါတယ်။ AI နည်းပညာတွေရဲ့ခေတ်မီစမ်းသစ်လာမှုဟာကမ္ဘာအင်အားကြီးနိုင်ငံကြီးတွေမှာပဲအနေထိုင်စတောင်ပြုလာပြီလို့ဆိုနိုင်ပါတယ်။ AI ကိုတဆင့်မြင့်ပြီးပုံမကောင်းမွန်တဲ့နည်းပညာနဲ့လက်နက်တွေနည်းပညာတွေပေါ်ပေါက်လာတာကိုကြည့်ရင်သိနိုင်ပါတယ်။ကမ္ဘာကြီးမှာတိုးတက်လာတာနဲ့အမျှဆုပ်ယုပ်မှုတွေလည်းတန်းညီစွာပေါ်ပေါက်လာစမြဲပါပဲ။အဲ့လိုဆုပ်ယုပ်မှုတွေနဲ့တိုးတက်မှုတွေကြားမှာချိန်ခွင်ရှာညီမျှနေဖို့ဟာလူသားတွေရဲ့ဆင်ခြင်နိုင်စွမ်းအမားကိုအမှန်ပြနိုင်စွမ်းနဲ့ချင်းချိန်သုံးသပ်နိုင်မှုတွေဗတ်ညီနေဖို့လိုအပ်ပါတယ်။စက်ရုပ်တွေဟာတိုးတက်မှုလို့ဆိုနိုင်တယ်လို့လူသားတွေရဲ့လူစွမ်းအားအရင်းမြစ်ကိုလည်းတနည်းအားဖြင့်ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။လူတွေနဲ့စက်ရုပ်နိုင်ရှင်မှုတွေဖြစ်လာနိုင်တယ်လို့လူသားတွေရဲ့နေရာယူနိုင်မှုအရေးပါမှုတချို့လည်းစက်ရုပ်တွေကအရယူသွားနိုင်ပါတယ်။ဥပမာလူတွေလုံနိုင်တဲ့အလုပ်မျိုးမှာစက်ရုပ်တွေကပိုလုံနိုင်လာရင်စက်ရုပ်တွေကိုလိုအပ်မှုပိုများလာပြီးလူတွေကဘေးထုတ်ခံလာရမှာမျိုးပေါ့ဒါပေမဲ့စက်ရုပ်တွေကြောင့်ပိုပြီးအကူအညီဖြစ်နိုင်တာမျိုးတွေလည်းရှိပါတယ်ဥပမာမတန်ဆွမ်းသူတွေအတွက်လူတွေနဲ့ပြောဆိုဆက်ဆက်နိုင်ဖို့တာမန်လူလိုသွားလာလှုပ်ရှားရှင်သန်နိုင်ဖို့အတွက်ဆိုရင်စက်ရုပ်တွေကအများကြီးအကူအညီအကျိုးပြုနိုင်ပါတယ်ဒါကြောင့်စက်ရုပ်တွေဖန်တီးမှုနဲ့ပတ်သက်တဲ့အတွေးအမြင်တွေရလဒ်တွေလူတွေရဲ့အသုံးပြုနိုင်ပေါ်မူတည်လို့ကွဲပြားသွားမှာပဲဖြစ်ပါတယ်ပရိသတ်ကြီးရောဒီဗီဒီယိုမှာပြသသွားတဲ့စက်ရုပ်တွေထဲမှာဘယ်စက်ရုပ်ကိုအကြိုက်ဆုံးလဲဆိုတာ comment မှာရေးသားနိုင်ခဲ့ပါတယ်ဒီနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်ကြီးအားလုံးပဲရွှင်လန်းချမ်းမြေ့မှုနဲ့အတူတာယာတဲ့နေကောင်းရမြတ်လေးပိုင်ဆိုင်ရပါစေရှင်နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်နော်